ခေါ်ပါပဲနဲ့ကိုမျိုးလူသူလေးရောက်လာမမြင်ပါပဲနဲ့ဟိုဝေးလို့သူပြန်သွားတာအချမ်းရခဲ့ပေါ်အမတ်တရားတို့ဒီရင်ထဲမှာအချင်းရှိတိုင်းပေါ်တတိယကမျောနေမိတာမင်းမျိုးကိုခေါ်လာရမလားကိုမျိုးကိုမင်းမဲလာမလားခုခုတော့ရွေးစေခြင်းနဲ့မင်းရဲ့မင်းရှိရခေါ်လာရမလားကိုရှိရမင်းမဲလာမလားလွန်လို့ယူတော့မယ်ခွေချင်မပဲနဲ့နှလုံးသားမှာကိုယ်တကယ်ကြီးတွေအချင်မီတော့